မန္တလေးနန်းတော်ကြီးရဲ့မြေအောက်ခန်းထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်း160ကျော်ကတည်းကရေငုပ်တင်ပေါ်တစ်စင်းကိုတိတ်တဆိတ်တိဆောက်ဖို့ကြိုးပမ်းနေတယ်ဆိုတာခင်ဗျားတို့သိပါသလားဒါဟာသိပ္ပံစိတ်ကူးရင်းဇလန်းမဟုတ်ပါဘူးမြန်မာသမိုင်းရဲ့အတောက်ပြောင်ဆုံးနဲ့အနှမျောဖို့အကောင်ဆုံးစက်မှုတော်လှန်ရေးအပိုင်းအစတစ်ခုပါကုန်းပေါင်ခေနောင်ပိုင်းအိမ်ရှေ့ဆန်ကနောင်မြင်သားကြီးဟာမြန်မာနိုင်ငံကိုအာရှရဲ့အင်္ဂလန်ထိအောင်ဖန်တီးဖို့စိတ်ကူးရင်ကြသူပါသူဟာဥရောပကိုပညာတော်သင်ခဲ့လူယုံတွေမကောပဲမန္တလေးမှာရတနာပုံစက်ယုံစုကြီးကိုတီးထောင်ပြီးခေတ်မီလက်နက်တွေကိုယ်တိုင်ထုတ်လုပ်ခဲ့ပါတယ်အဲ့ဒီခေတ်ကမတိုင်းတွေကကနောင်မင်းသားကြီးဟာအင်္ဂလိပ်ရေတပ်ကိုရင်နိုင်ဖို့အတွက်ရေအောက်ကနေတိုက်ခိုက်နိုင်တဲ့ငုတ်တင်ဘောဆမရင်တစ်စင်းကိုစမ်းသပ်တီဆောက်ဖို့မြန်မာအင်ဂျင်နီယာတွေကိုအမိန့်ပေးခဲ့ပါတယ်ဒီဇိုင်းပုံစံတွေအရဒီတင်ဘောဟာဝါးနဲ့တန်းချက်ကားတွေကိုပေါင်းဆက်ပြီးရေအောက်မှာအချင်းအတန်းကြအောင်းနိုင်ဖို့စ조사ခဲ့တာခဲ့ပါတယ်ဒါတင်မကသေးပါဘူးမန္တလေးမှာတင်ကားစယုံရကန်းစယုံတင်မကပဲရေနွေးသုံးတန်းချက်ကတင်ဘောတွေကိုပါတီဆောက်နေပြီထလို့အဲ့ဒီအချိန်ကမြန်မာတပ်မော်တော်ဟာအရှိတောင်အာရှမှာနေပညာအမြင့်ဆုံးဖြစ်နေခဲ့တာပါဒါပေမဲ့1866ခုနှစ်မြင်းကွဲမြင်းခုံတိုက်အရေးခင်းထမှာမြန်မာစမှုတော်လန်ရေးဖခင်ကြီးကနောင်မင်းသားလောက်ချန်ခံလိုက်ရတဲ့အခါမှာတော့ဒီအော်စရာရေနုတင်ဘောစီမံကိန်းနဲ့အတူမြန်မာတို့ရဲ့စမှုခေတ်မီနိုင်ငံဖြစ်ရေးအိမ်မက်ဟာလဲတမိုင်းရဲ့ဖုံဖုံကွေအောင်မှာသာဝရပျောက်ကွယ်သွားခဲ့ရပါတော့တယ်အကယ်၍သာအဲ့ဒီနေရလောက်ချန်မှုကြီးမဖြစ်ခဲ့ရင်ဒီနေ့ကဘာမှာမြန်မာနိုင်ငံဟာဘယ်လိုပုံစံဖြစ်နေမလဲဆိုတာခင်ဗျားတို့တွေးကြည့်ဘူးလားလူမသိသေးတဲ့တမိုင်းလူလျှော်ချက်တွေရှိနေပါသေးတယ်